Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဖော်ဖော်ရှိုးအညောကြိုဆိုလိုက်ပါတယ်ဒါညနောတော့ဒါပြင်းများလီ positive ဇာတ်တဲ့ကျွန်တော်တို့ဗဒံဖိုးနဲ့တော်တင်ဟော့စပါရဲ့ပွဲပြီးမှာတော့ဒါစပါသိန်းကနေပြီးတော့ဒါဗဒံဖိုးကျွန်တော်တို့ဒါအချက်တကွဲ 3C ဆိုရရလာကျွန်တော်တို့ရှုံးတယ်ပေါ့နော်ညနောဒါအတင်းကြီးတော်တော်များများကျွန်တော်တို့ရှုံးပွဲကြုံတွေ့ကြရပါတော့ United တို့ဘာလို့လဲရှုံးတယ်စပါတို့လဲရှုံးတယ်နော်ကျွန်တော် Porter တို့ဘာလို့လဲရှုံးတယ်နော်တော်တော်များများရှုံးကြတယ်ပေါ့နော်ဒါဒီဘက်မှာနိုင်တာဆိုလို့ဒါအတင်းတင်းဆိုလို့ကျွန်တော်အာဆင်နယ်လောက်ပဲရှိတာနော်ကျန်တဲ့တင်းတော်တော်များရှုံးကြတယ်ပေါ့နော်ဒါစပါးနဲ့ဗရန်ဖိုးနဲ့ပွဲပြီး 3C ကတော့ဒါစပါးကိုကျွန်တော်ဒီရာသီမှာတော်တော်လေးကိုအထင်ကြီးတယ်မှာပါတယ်နော်ဒါစပါးအကြောင်းမပြောခင်ကျွန်တော်ဗရန်ဖိုးအကြောင်းပြောကြည့်ပါနော်ဒါဗရန်ဖိုးကတော့သူတို့မနစ်ကရဲ့ပုံစံကောင်းကိုသူတို့ပြန်ထိန်းထားနိုင်တော့မယ်နော်သူတို့အိမ်ဝင်းဆိုလို့ဆိုရင်ငါတို့ဘာကောင်းလဲဆိုတာသူတို့ပြနိုင်သေးတယ်ဒီဘက်မှာလည်းပြနိုင်သေးတယ်နော်ခြေစမ်းပွဲမှာကျွန်တော်ဖလန်ပတ်လို့တင်မျိုး9ဂိုးနဲ့နိုင်ထားတဲ့ဗရန်ဖိုးကအခုတကရာဒီအဖွင့်ပွဲမှာနော်သူတို့စပါးလို့တင်မျိုးအရာအလုံးပြောင်းလဲထားတဲ့အရာအလုံးနီးပြပြောင်းလဲလူခေါ်တာလေးကိုတန်းကိုယာနဲ့ကြည့်နေတုံးထားတဲ့စပါးလို့တင်မျိုးသူတို့ကြည့်ဆိုတော့ရလာနေခေါ်နိုင်တာတကယ်ကိုချီးကျူးစရာပါနော်ဒါတော့မှပန်နတီတစ်လုံးရတယ်နော်၄ဂိုးပြက်ဒီပိုင်းမရှုံးတာစပါးတော့တော်တော်လေးကိုကန်ကောင်းတယ်ပြောရမယ်နော်ပွဲမှာဆိုလို့ရှိရင်ဒါဗရန်ဖိုးရဲ့ပွဲမှာတို့ဒီကစားသမားတချို့လက်လွတ်ထားရတယ်ပေါ့နော်ဒီဝါစာတို့ဘာတို့ညာတို့တို့လက်လွတ်ထားတဲ့ချိန်မှာတို့ရဲ့ဖက်ကစားပိုင်းနှင်းတွေကတောက်တင်းနေတော့မယ်နော်ဗရန်ဖိုးကြည့်လိုက်မယ်တို့ဘာကောင်းမယ်အမြင်ပေါ်ကောင်းမယ်ခံစည်းကြည့်လိမ့်မယ်ဒါဗရန်ဖိုးရဲ့အားသာချက်ပဲနော်စပါးကိုတို့ဆော့သွားတာတော်တော်လေးကိုကောင်းတယ်နော်စပါးဘာဆိုဘာမှတော့မလုပ်နိုင်နော်ဒီကိုသမားကလန်ဟာလို့ပါလို့ဆိုရင်ဒလီဘာဘူးကပြောင်းတယ်ကလန်ဟာလို့ပါဆိုရင်ဗရန်ဖိုးမှာတော်တော်လေးကိုကောင်းတယ်မှာပါတယ်နော်ဒါဗရန်ဖိုးကတော့ဒီရာသီဖွင့်မှာပဲသူသုံးခုပြတ်နေသူတို့နိုင်တာတော့ဒါဗရန်ဖိုးရဲ့ဒီရာသီရဲ့ဗရန်ဖိုးဒါတော်တော်လို့စောက်ကြည့်ရတယ်မှာပါတယ်ပေါ့နော်နော်ဒါပြင်းများလိမှာဆိုလို့စင်ဒါသူတို့နီးပြအပြောင်းလဲလည်းမလုပ်ထားဘူးနော်လူစင်းနေတယ်သူတို့ဘာမှထူးထူးခြားတိတ်မလုပ်ထားဘူးနော်အဲ့လိုမျိုးချိန်မှာဗရန်ဖိုးကစပါးလို့တင်မျိုးနိုင်တာတော့ဒါတကယ်လေးကိုချီကျူးထိုက်တယ်ကိုကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ကဲစပါးရဲ့ဘက်မှာကြည့်အောင်နော်နီးပြဒီစားပြီးစပါးကိုကျွန်တော်ဒီရာသီမှာအများကြီးမျှော်လင့်ထားတာထင်ကြီးထားတာနော်ဒါပေမဲ့ထင်ကြီးတာနဲ့မျှော်လင့်တာရတခြားစီဖြစ်နေတယ်နော်အော်ကျွန်တော်လည်းရာကျိုချေစမ်းပွဲစပါးရာကျိုချေစမ်းပွဲကြာနေအိုးစပါးတော့နိုင်နေပါလားပေါ့နော်ကောင်းနေမှာစပါးရဲ့ဒီစားပြီးကတော့အမှန်ကန်ကောင်းနေပါကျွန်တော်သဘောကျနေတာနော်ကိုရီတင်းတော်မှာအားကျလာနော်ဘယ်ဟုတ်မလဲနော်ဖေးဆိုတာနဲ့ကျွန်တော်တို့ဒါ 3C တဲ့နော် 4C ကြီးပဲဖြစ်ပါကန်ကောင်းတယ်နော်ပနယ်တီတွေပါမဝင်လို့နော်စပါးမှာဒီလူရင်အားဆိုလို့ကျွန်တော်တို့ဒီရာသီမှာတောက်တင်ဆုံးလို့ပြောလို့ရတယ်နော်ကျွန်တော်တို့ခေါ်တာဆိုလို့လူစီမနေဘူးနော်နောက်တန်းမှာဆိုကျွန်တော်တို့ဒီလီဗာပူးခေါ်လာတဲ့ကျွန်တော်တို့ဝင်နေပါရှိတယ်ဗာလဲရောဘတ်ဆန်လိုပါတို့အတွေ့အကြုံရှိတဲ့ကစားသမားတွေရှိတယ်နော်ကွင်းလဲမှာဆိုလည်းကျွန်တော်တို့ရှိတယ်နော်တိုက်စစ်မှာဆိုလည်းပြောကြမလို့ဘယ်တောင်မှာဆိုလည်းပြောကြမလို့နော်ဂျမ်မိုဆန်ဘွန်လို့နော်ဆိုလန်စကီတို့နော်လက်ချလစ်ဆန်လို့နော်နောက်တန်းမှာဆိုတာဗန်ဒီဘန်လို့နော်အကုန်တော်တော်များရှိတယ်တချို့တော့ကစားသမားတွေလည်းပြန်မပါနိုင်သေးပါဘူးနော်ဒါစပါးဒီရာဒီမှာဆိုငွေသုံးထားတော့ကျွန်တော်တို့ဒီမတီးရဖာနန်ဒတ်တို့နော်အများကြီးရှိရနော်တော်တော်များကိုစပါးသုံးထားတာမတီးရဖာနန်ဒတ်နောက်ပါလဲတိုလီနာလို့လားနီးကကြတော့တိုလီနာလို့ပါလို့နော်အများကြီးခေါ်လာတာနော်အထင်ကြီးရတာစပါးလုံးပြနိုင်မှာပဲဆိုပြီးဒီခုမှတော့ဘာမှမလုပ်နိုင်ဖြစ်စပါးနော်တော်တော်လေးကိုစပါးအချိန်ကြီးစိုးတယ်ပေါ့နော်ဒါဒီပွဲမှာရှော့ရတဲ့အကြောင်းရတော့ဒါစပါးရဲ့ဒီနီးဗျူဟာပေါ့နော်သူတို့အမြင့်ပေါ်တွေသူတို့ဘယ်လိုမရှင်းနိုင်ဘူးနော်ဒါဗရန်ဖိုးရဲ့သူတို့မမထန်တာတုံ့ပြန်မှုတွေနော်ဗရန်ဖိုးရဲ့သူတို့ဒီနေ့ကြည်လေးစောက်မှုတွေကြောင့်စပါးကအခက်တွေ့သွားလဲကျွန်တော်တော့မြင်တယ်နော်တခုတော့ရှိတာပေါ့နော်စပါးရဲ့ဘက်ကတော့ဒီလိုစပါးရဲ့ကစားသမားခေါ်လာမှုတွေကအမူဝင်တာတွေပါရှိကောင်းတယ်ပေါ့နော်ညီပြအသက်တွေနဲ့ရာဒီအစဆိုတော့ဒါဘာမှတော့ပြောလို့တော့မရသေးဘူးเนาะဗဒတ်ဖိုးကလည်းအိမ်ဝင်းဆိုမာတဲ့ထက်မှာပါတဲ့အတွက်ဒါအဲ့လိုမျိုးအိမ်ဝင်းအားသာချက်တွေကြောင့်เนาะအဲ့လိုမျိုးနိုင်သွားတာပေါ့เนาะဒါစပါးဘက်ကတော့ဒါဒီဇာဘီရဲ့ပထမဆုံးဒါပွဲဦးပြီးများလေးပွဲဦးထွက်မှာတော့ဒါတော်တော်အချက်တစ်ခွက်ရှုံးနေသွားတာပေါ့เนาะကဲစပါးရဲ့ပိတ်သက်တွေရောဘယ်လိုမြင်ကြတယ်ဗဒတ်ဖိုးကပိတ်သက်တယ်ဘယ်လိုမြင်ကြတယ်เนาะစပါးကိုဒီရာဒီမှာတော်တော်များများအထင်ကြီးတယ်မှာစပါးအသင်းပါတယ်ပေါ့เนาะဘာဖြစ်လို့ငွေအင်အားတွေကလူခေါ်ထားတွေကအမှန်ကန်လောက်ထားတယ်ဆိုတော့စပါးကိုတော်တော်များများအထင်ကြီးကြတော့ပါကျွန်တော်ကိုယ်တိုင်ကထင်ကြီးတယ်ဗျာ
နော်ဒါပေမဲ့စပါးဒီလိုမျိုးရှုံးသွားမယ်လို့ကျွန်တော်တော့မထင်ထားဘူးပေါ့နော်ဒီလိုမျိုးကတ်ရှုံးသွားမယ်ကျွန်တော်တော့ထင်ထားတာနော်ဒါပေမဲ့စပါးတော့ဒါတူရီစီဆိုတဲ့ပြန်မလိုင်းနိုင်တဲ့တူရီစီနဲ့ကျွန်တော်တို့ရှုံးသွားတယ်ပေါ့နော်ဒါစပါးရဲ့ပိတ်သက်ရဆိုလို့ရှိရင်တော်တော်လေးကိုမျက်နှာပြတ်နေကြတာတွေ့ရတယ်ပေါ့နော်ဝင်းထဲမှာဆိုလို့ရှိရင်ကဲဘယ်လိုမြင်ကြလဲစပါးနဲ့ဗဒံဖုံးနဲ့ပွဲမှာတော့စပါးကတော့ဒါအဖွင့်မလှခဲ့ဘူးပေါ့နော်ဒါညကတော့ဒါစပါးမဟုတ်ပါဘူးเนาะအသေးကြီးတော်တော်များအဖွင့်မလှခဲ့ကြဘူးပေါ့နော်ကဲနောက်ပွဲတွေကြရင်တော့ဒါဘယ်လိုမျိုးတွေပြောင်းလဲလာမှာဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်ကဲဘယ်လိုမြင်ကြလဲအမြင်လေးတွေဒါဆွေးနွေးပြကြပါဦးကျွန်တော်ပြည်ချွေးချွေးချင်းကမိတ်ဆွေများအားလုံးကျေးဇူးအများကြီးတင်ပါတယ်